မှာတော့ဘောနော်ခီရီကတော့ YouTube မှာဘောနော် CapCut မရအောင်ဆိုလို့ရှိရင်ဘောနော် CapCut မရအောင်ဘောနော်အဲ့ဒါသူတချို့လူက CapCut နဲ့လုပ်နေတာဘောနော်လုပ်ချင်ကြလားတော့မသိပါဘူးရှင်ခီရီကတော့ခုကတော့ဘောနော်လာကြွားတော့မပေါ့ခီရီပါခီရီဗီဒီယိုပြင်းလို့ဘောနော်ရိုက်တာပဲဖြစ်ပါရှင်ရင်းစော CapCut ထဲဝင်ပါမယ်ဝင်ပြီးသွားလို့ရှိရင်တူတူကြည့်ပါမယ်ဘောနော်ရောက်ပါပြီတရားရင်စားကြည့်ရမှာပေါ့နော်ဒီတရားတော့ဟောနော်အစရင်စားကြည့်ရမှာပါဒါဒီဖက်တက်လေးလို့ကောင်းအဲ့တော့မလုပ်ချင်ဟာလည်းလုပ်ပြီးတော့လောက်လိုက်မယ်ဒီကြောက်ဝင်မယ်ပေါ့နော်ဝင်ပြီးသွားလို့ရှိရင်ခဏဆောင်ပေါ့နော်ခဏဆောင်ပြီးသွားလို့ရှိရင်တော့ဒီ post ထဲမှာ post ထဲကိုထားသွားပါမယ်ရှင်ကဲဒီကတော့ဒီနှစ်ပုံပေါ့နော်အဲ့နှစ်ပုံယူပါမယ်လိုက်ကြည့်ပါမယ်ဒီပုံပေါ့နော်လာမယ်ဟေးပြီးလို့ရှိရင်တော့ဒါလေးကိုနှိပ်ပါမယ်နော်ပြီးလို့ရှိရင်တော့ဒါလေးကိုနှိပ်ပါမယ်ခဏဆောင်ပေးရမယ်ပေါ့နော်ညမ်းတာကဲရပြီโอเคဒီတိုင်းပေါ့နော် share to TikTok ကိုမလုပ်ပါနဲ့ရှင်ဟိုပေါ့နော်လုပ်လို့ရှိရင်ပေါ့နော်နှစ်ခုကြီးဖြစ်နေမှာဆိုလို့ပါအဲ့ဒါမလို့ပါအဲ့ဗီဒီယိုထဲမှာပေါ့နော်နှစ်ခုဖြစ်နေမှာဆိုလို့ပါပြီးလို့ရှိရင်တော့ဒီ YouTube ထဲမှာပေါ့နော်ခီတီမှာတော့ TikTok ကောင်မရှိလို့ပါရှင်အဲ့ဒါမို့လို့ပါ TikTok ကဒီဖုန်းထဲမှာမဟုတ်ပါဘူး TikTok ကောင်ရှိပါတယ်ဒီဖုန်းထဲမှာမဟုတ်ပါဘူးပြီးတော့ရှင်တော့ခီတီကတော့ဒီအပေါင်းလေးနေတယ်ပေါ့နော်အဲ့ပေါင်းလေးကိုဝင်ပြီးတော့ပေါ့နော်ဒီဗီဒီယိုတင်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ next ဆိုရဟာနေရပါမယ်နော်ဒီစနကိုရေးချင်တဲ့စာရေးလိုက်ပါနော်ခီရီကတော့ဒီဟာလေးရေးလိုက်ရပါနော်ရပါပြီဒီပြောင်းရှင်တော့ခီရီကတော့ next လေးကိုပြင်လိုက်ပါပြီးကြလို့ရှိရင်ပေါ့နော်ဒီမှာပေါ့နော်ကိုကြိုက်တဲ့စာလေးကိုရေးခဲ့ပါနော်ကိုကြိုက်တဲ့စာကိုရေးပေါ့နော်ဟုတ်ပါခီရီကတော့ဒီဟာလေးကိုရေးလိုက်ပါရှင်ကဲခဏဆောင်ပေါ့နော်ခီတီ YouTube ကတော့ဒီမှာပါဒီလိုမျိုးပုံမှာပေါ့နော်ခီတီအသေးပုံလေးထည့်ထားပါရှင်တော့ဟိုပါပေါ့နော်အသေးပုံမထည့်ဘူးပေါ့နော်အစားတော့ဒါအသေးပုံမထည့်ပါဘူးခီတီကပေါ့နော်TikTok ရဲသွားပြီးတော့ပေါ့နော်အဲ့ save ထားတဲ့ပုံကိုခီတီကတော့ပေါ့နော်အသေးပုံသွားထည့်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးပါခဏဆောင်ပြီးပေါ့နော်ခီတီကတော့မြန်ပါတယ်နော်ရပါပြီဒီဗီဒီယိုကြည့်အောင်ပေါ့နော်ဒီမှာပေါ့နော်comment ထဲမှာမန်းခဲ့ကြပါနော် hi ဆိုတာလေးပေါ့နော်ကဲအားလုံးပဲ bye bye